အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Lewis ပဲဖြစ်ပါတယ်ကျွန်တော်အရှိအတင်ထားတဲ့ unboxing video လေးကပါတဲ့ lighting တွေကိုဘယ်လိုဆင်လဲဆိုတော့ပြထားတာပါကျွန်တော်ဘယ်လိုရုပ်ထွက်လဲဆိုတော့သိတောင်လို့ filter တွေ adjust တွေမလုပ်ဘဲနဲ့ဆန်းပြထားပါတယ်ဒါလေးကတော့ RGB light ပါဒီကောင်လေးအယောင်တော်တော်စုံတယ်ဗျဆင်ပြေတယ်ကျွန်တော်တော်တော်ကြီးကိုဆင်ပြေတယ်သူ့ရဲ့ထောက်တန်းတူပြီးမဲ့လို့တခြားရှည်ရဲ့ထောက်တန်းလေးနဲ့တွဲပြီးတော့လည်းသုံးလို့ရဒီကောင်လေးကတော့ sunset လေးပေါ့နော်ဒီကောင်လေးလည်းတော်တော်လေးကိုလှတယ်ဗျ background အတွက် budget တွေအများကြီးသုံးစရာမလိုတော်တော်လေးအဆင်ပြေတယ်သူကအနောက်ကနေပဲထွန်းဘေးကနေပဲထွန်းပေါ့နော်ဘလို့ထွန်းဒီကိုယ့်ရဲ့ video လေးရဲ့မှာ color လေးတော်တော်လေးလာပါတယ်ဆိုတော့ကျွန်တော်တော်တော်သဘောကျရဗျဘီနာလေးကအမပေါ့နော်လာစတယ်အိမ်မှာထူးထူးဆန်းဆန်းနေချလို့ပေါ့နော်နေကအမျိုးမျိုးပဲလို့ဘာလို့လာပြောတာပေါ့လူပါပဲကိုရီးယားထူးထူးကျွန်းဖြစ်အောင်လုပ်နေတဲ့အချိန်ရောက်ဘီနာလေးကအနောက်ရှက်ကတော့ဝင်တတ်တာပဲပေါ့နော်စတာပါကျွန်တော်မောင်နှမကြီးဒါတယောက်နဲ့စနေကြတာပေါ့နော်ဒီကတော့ကျွန်တော်တို့ဒါအခန်းပေါ့နော်အခန်းထဲမှာကျွန်တော်လိုက်ရင်ဆင်ပြီးတိုင်းဟာလေးတော်တော်လေးလာတယ်ဒါကကွာကျိုးရင်နဲ့ရှုပ်နေလို့ပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်တဲ့အချိန် lighting ကတော့တော်တော်လေးကိုလာတယ်ဆိုတော့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရနာပါတော့မယ်နောက်ထပ်အသစ်တွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ account လေးကိုလည်း like and follow လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ